အားလုံးပဲမင်္ဂလာပါမင်းတို့ Super Pro လေးတွေကတော့မင်းတို့ပြည်မကြီးမှာလည်းမင်းတို့ showroom ရှိပြီးသားပေါ့နော်အခုမင်းတို့85စကိုင်းမန်လေးဆိုင်မှာလည်းမင်းတို့၄စီးလေးတာကြံတော့တယ် Super Pro T125 ပေါ့နော်အင်ဂျင်ပါဝါလေးက125ဖြစ်ပါတယ်ရှင့်မင်းတို့ Smart Key System လေးနဲ့လာထားပေးတယ်ဒါကတော့သူ့ရဲ့ customer တီးတန့်ရှိရပေါ့နော်ဒီဘိန်းနေကြီးကိုပဲကြိုက်တဲ့ customer တီးတန့်ရှိပါတယ်ရှင့်သူကတော့မင်းတို့ Super Pro လို့မင်းတို့နာမည်မဲ့ထားပေးပါတယ်ပြီးတော့မင်းတို့ဒီပြည်မကြီးမှာဆိုတော့မင်းတို့အယောင်ဆုံးရှိမယ်ပေါ့နော်ဒီမန္တလေးဒီမင်းတို့မြန်မာနိုင်ငံမှာဆိုရင်တော့အနက်တွေအရန်ကြိုက်လို့မင်းတို့အနက်တွေကိုပဲပေါ့နော်စိုးနဲ့အချောက်ဆိုပြီးတော့မင်းတို့ကာလာလေးတွေခွဲပြီးတော့မှအနက်တွေကြီးကိုပဲမင်းတို့တင်ထားပေးရဖြစ်ပါတယ်เนาะပထမအတုံးမှာဆိုလည်းမင်းတို့အယောင်ဆုံးလေးတင်ပေးဘူးတယ်ဒါပေမဲ့အနက်တွေကိုပဲကြိုက်ကြရပေါ့နော်မင်းတို့ဒီမြန်မာနိုင်ငံမှာကျအနက်အရန်ကြိုက်တယ်အယောင်လေးနဲ့ဆိုတိတ်ပြီးတော့မကြိုက်ကြဘူးပေါ့နော်ဒါကြောင့်မို့မင်းတို့ customer အကြိုက်ကိုမင်းတို့ထည့်စဉ်းစားပြီးတော့အနက်တွေကြီးကိုပဲမင်းတို့ထုတ်ထားပေးရဖြစ်ပါတယ်เนาะနောက်ထပ်ဘလိုအယောင်လေးကြိုက်သေးလဲဆိုတာကိုမင်းရဲ့ဒီ comment မှာလာမှန်းလို့ရပါတယ်လူကြိုက်များတဲ့အယောင်လေးတွေရှိရဆိုရင်လည်းမင်းတို့ထပ်ထုတ်ပေးဖို့စီစဉ်ထားရပေါ့เนาะအယောင်ကတော့မင်းတို့ပြည်မကြီးမှာအစုံတင်ထားပါတယ်ဒီမြန်မာနိုင်ငံအကြိုက်ကတော့မင်းတို့ ornate color လေးအကြိုက်များတာဖြစ်တဲ့အတွက် ornate တွေကြီးကိုပဲတင်ထားပေးရဖြစ်ပါတယ်เนาะခုဒီဘင်းလေးကိုဘာယောင်လေးကြိုက်လဲဆိုတာကိုလာမှန်းပေးလို့ရပါတယ်မှန်ပေးတဲ့အယောင်လေးတွေကိုမင်းတို့ဘက်ကနေပြီးတော့စဉ်းစားပြီးတော့မှတင်ပေးတော့မှဖြစ်တဲ့အတွက်ခုဗီဒီယိုလေးကိုကြည့်ပြီးတော့မှပေါ့နော်မှန်ပေးနိုင်ပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်ဈေးနှုန်းလေးကတော့မင်းတို့46သိန်းကျော်ဝန်းကျင်လေးနဲ့မင်းတို့ရောင်းချပေးနေတာဖြစ်ပါတယ်เนาะမင်းတို့ဆိုင်ကတော့85စကိုင်းမန္တလေးစန္ဒမှုနိဖျားပေးမှာပဲဖြစ်ပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်ဘိန်းမျိုးစုံလင်းစွာရှိတာမို့လို့ပေါ့နော်ရွေးချယ်စရာလည်းများများကြိုက်တယ်ဆိုရင်တော့မင်းတို့ရဲ့85စကိုင်းမန္တလေးလမ်းဆိုင်မှာအရောက်ဝယ်ယူအားပေးနိုင်ရဆိုတဲ့အကြောင်းကိုမြင်ဗီဒီယိုလေးနဲ့ရိုက်ပြပေးတော့ဖြစ်ပါတယ်